မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမြန်မာခေတ်ဆက်သတင်းဌာနကကျွန်တော်နိုင်ဆိုအောင်ပါ PDF တွေထိန်းချုပ်ထားတဲ့ကလေးမျိုးကရာဇဂိုကျေးရွာနဲ့ရေလောင်တမန်ကိုတက်မတော်ကသိမ်းပိုက်လိုက်တဲ့သတင်းဖြစ်ပါတယ်ကလေးတမှုလမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်တက်မတော်စစ်ကြောင်းတွေကဇွန်လ9ရက်နေ့ကစပြီးကလေးဘက်နဲ့တမှုဘက်ကနေနေမြေရှင်းလင်းရေးတွေအစစ်စစ်ဆောင်ရွက်ခဲ့တာပါဒီလိုဆောင်ရွက်ရမှာဇွန်လ23ရက်ညနေပိုင်းမှာအကြမ်းဖက်တွေထိန်းချုပ်ထားတဲ့ကလေးမြို့မှာရှိတဲ့ရာဇဂိုကျေးရွာကိုတက်မတော်စစ်ကြောင်းကပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ဇွန်လ14ရက်နေ့မှာလဲရာဇဂိုရေလောင်တမန်ကိုပါတက်မတော်ကထပ်မံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်းသိရပါတယ်ဒီရာဇဂိုရေလောင်တမန်ကစကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်မြောက်ပိုင်းမှာတည်ရှိပြီးကံဘော်ဂျိုင်ဝမ်ဒေသစိုက်ပျိုးရေးနဲ့လျှက်စစ်တအားရရှိဖို့အတွက်2003ခုနှစ်ကစတင်ပြီး2016ခုနှစ်မှာအောင်မြင်စွာတည်ဆောက်ပြီးစီးခဲ့တာပါဒီတမန်ဟာရေလောင်နိုင်စွမ်း9200ဧကပေရှိပြီးစိုက်ပျိုးမြေဧက8000ကိုရေပေးဝေနိုင်မဲ့အပြင်4မဂါဝက်ရှိတဲ့လျှက်စစ်တအားကိုပါထုတ်လုပ်ပေးနိုင်တာကြောင့်ဒေသခံတွေရဲ့လူမှုစီးပွားဘဝကိုများစွာအထောက်အကူပြုနေတာဖြစ်ပါတယ်အကြမ်းဖက်အဖွဲ့တွေကရာဇဂိုရေလောင်တမန်ကိုထိန်းချုပ်ထားစဉ်အတွင်းမှာဘန်ကာတွေနဲ့ပြစ်ကျင်းတွေစောက်ပြီးအသုံးပြုထားကြတာပါအကြမ်းဖက်အဖွဲ့တွေထိန်းချုပ်ထားစဉ်အတွင်းမှာဒေသခံပြည်သူတွေရဲ့လျှက်စစ်မီးတောက်သုံးရည်နဲ့စိုက်ပျိုးရေးတွေမှာရေမရလို့အခက်ခဲတွေဖြစ်ခဲ့ရပါတယ်အခုလိုတက်မတော်စစ်ကြောင်းတွေကရာဇဂိုရေလောင်တမန်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်လို့ရေထိန်းတကားတွေကိုစနစ်တကျပြန်လည်လဲပတ်နိုင်တော့မှာဖြစ်ပါတယ်ဒါအပြင်ရာသီအလိုက်ရေပေးဝေမှုတွေကိုပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်ပေးတော့မှာဖြစ်လို့ဒေသခံပြည်သူတွေရဲ့လျှက်စစ်မီးတောက်သုံးရည်နဲ့စိုက်ပျိုးရည်တွေပြန်လည်ဖူလုံရရှိတော့မှာဖြစ်ပါတယ်PDF ပူးပေါင်းအဖွဲ့တွေကကလေးတမှုလမ်းကြောင်းကိုယာယီစိုးမိုးထားစဉ်အတွင်းဖြတ်တန်းသွားလာတဲ့ကုန်တင်ရင်တွေခရီးသည်တွေစီကငွေကြေးကောက်ခံတာချင်းချောက်ဖမ်းဆီးတပ်ဖြတ်တာရင်တွေကိုမီးရှို့ပြီးကုန်ပစ္စည်းတွေကိုလူရက်တာတွေပြုလုပ်နေတာပါအခုလိုတက်မတော်ကကလေးတမှုလမ်းအမြန်ဆုံးပြန်လည်ပွင့်အောင်အင်တိုင်းအားတိုင်းနဲ့အကြမ်းဖက်တွေစီကနေသိမ်းယူနေတာဖြစ်ပါတယ်မကြခင်ရက်ပိုင်းတွေမှာမြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာအလွန်အရေးပါတဲ့ကလေးတမှုလမ်းဖွင့်လှစ်ဖို့မကြတော့ပါဘူးသတင်းကြည့်ရှုပေးခဲ့ကြသူအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေမြန်မာခေတ်ဆက်ရဲ့သတင်းတွေကို TikTok YouTube Telegram Facebook တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ